ကိုတက်တည်တဲ့အခါမှာဟိုအရှင်များပြောတာဟိုကံမထိုက်ဘူးပေါ့ပါဏာတိပါဒကံတော့မထိုက်ဘူးဒါဆိုရင်အပယ်ရောကြာနိုင်သလားရှင်ကြာနိုင်တယ် तू ကကိုတက်တည်တယ်ဆိုတာနဲတဲ့ဒေါသကြီးမဟုတ်ဘူးစဉ်းစားကိုတက်တည်လောက်အောင်ဟိုဒေါသဖြစ်တာလေဒါကအလွန် तू စိတ်ဆင်းရဲမှကိုတက်လူတိုင်းလူတိုင်းကိုချစ်တယ် तू အတ္တတမန်ပေမန်နတ္တိလို့ပြောတာကိုမိမိကိုချစ်တဲ့အချက်နဲ့တူတဲ့အချက်ဆိုလောကမှာမရှိဘူးနော်ဘယ်သူပဲပြောသူ့ကိုငါချစ်တယ်ငါ့ကိုသူချစ်တယ်ဆိုတာဒါကလိန်ညာနေတာတကယ်လို့မရှိဘူးအတူတယ်ရဲတော့မယုံနဲ့တလားရဲတော့မယုံနဲ့နောက်ကိုလှည့်ကြည့်တယ်ကိုကြည့်ပါနော်မယုံနဲ့နော်အဲ့ဒါမြတ်စွာဘုရားလက်ထက်ကအဲ့ပြဿနာကြုံမှုတယ်ဟိုမန္လိကာမိဖုရားရဲ့ကောသလမင်းကြီးရဲ့နော်အတူတူလင်ချင်းခံနေတဲ့အချိန်မှာကောသလမင်းကြီးရဲ့အဲ့ဒါမေးတာနှမတဲ့နော်ဟိုလောကမှာအရှိဆုံးကဘသူလဲပေါ့နော်ဘသူရှိလဲဆိုတော့မိဖုရားကြီးကဘုရားတရားနာထားတာဆိုတော့ကိုအရှိဆုံးပဲတဲ့ဘယင်ကမကျင်တော့ဘူးဘယင်ဖြစ်ချင်တာငါ့ကိုချစ်တယ်ဖြစ်ချင်တာလေသူကဘယင်ဖြစ်ချင်တာကသူ့ကိုပေါ့နော်ဟိုမောင်တော့ကိုချစ်ပါတယ်ဆိုတာကိုဖြစ်ချင်တာလေဟိုမိဖုရားကြီးကဖြစ်ဘူးသူကကိုအရှိဆုံးတယ်သူမကျင်တယ်ဘူးနော်ကောသလမင်းမကျင်တယ်ဘူးအဲ့မှာသူတော်ချင်းပြတယ်နည်းနည်းဇလန်းချင်တော့မှဆိုလို့အဲ့တော့ကောသလမင်းကိုနားလဲအောင်အဲ့မှာသူချင်းပြတယ်သဘောပေါက်သွားတာပေါ့နော်ဆိုလိုတာလောကမှာကိုကအရှိဆုံးပဲပေါ့နော်အဲ့တော့ဆိုတော့ကိုချစ်တဲ့ပုံကိုတယောက်ကကိုတက်တည်တယ်ဆိုတော့လေဒါအလွန်သူ့မှာဒေါသအလွန်ကြီးနေလို့ပေါ့နော်ဒေါသမကြီးဘဲနဲ့ကို